ဒါဝေမဲ့တော့မဲ့ဒီကားလေးကလူတွေကတိတ်တယ်ဇက်တော့လောက်တော့ဒီမှာသူကလည်းဇက်တော့ဆိုတော့အားရမှာဒါဥမာဘယ်လိုလဲခေတ္တလေးကြာပြီဆိုတာတော့ခေတ္တဘယ်လိုဖြစ်လဲပြောတော့လာပြီးတော့ပြောရတယ်ဒီဟာလေးဆက်တယ်အဲ့ဒါကျွန်တော်တွေကစေးစုကောက်တယ်ဒီကျွန်တော်ကိုရတဲ့နေတဲ့တက်ကြရအောင်ဆက်ချောင်းတရားဆုံးဖြစ်တယ်အဲ့ရှိမှာတော့ဘယ်လိုလဲဒီတိုင်းခဲ့တာဒီတော့တကယ်ကျွန်တော်ကပြောပြရတယ်စိတ်ပတ်တယ်စိတ်ပတ်မှာဒီကလေးရဲ့ပါဒီလည်းနဲ့ဆိုင်ရိုက်တယ်ဆိုင်ရိုက်တယ်အဲ့ဒါရပြတရားပဲကားလေးကကျွန်တော်တို့ watch တယ်ကျွန်တော်တို့ညဆုံးတယ်အဲ့ဒီရဲ့ဇာတ်ကားတွေကလည်းတက်ဆက်တယ်ဒါပေါက်တယ်ပေါ့နော်။ဒါမြေတောင်းပေါ်တဲ့ဇာတ်ကားဟုတ်တဲ့ဒါပြင်ရဲ့တက်ဆက်တဲ့အမှတ်တရလေးတွေပြောပါလိမ့်မယ်။ဒီလိုဆိုတဲ့ဒီကျွန်တော်ကလုပ်ပြတာအနေနဲ့အရင်ကတည်းကကဲဆက်တာဒီလိုမျိုးလုပ်ပြရအောင်ကိုရေးပေးတယ်ကိုရေးပေးပါလေလို့ပြီးတော့ကျွန်တော်ရတဲ့ကြည့်လို့လည်းကောင်းနေမြန်တော့အဲဒီလေကောင်းနေတော့ဒီစားခွင့်ကျွန်တော်မျိုးပေးတာကြောင့်လည်းရက်စီကြည့်နေတော့ခဏခဏပြောပြတယ်ဒါလည်းလည်းချင်းကျွန်တော်မရပါလဲဆိုတော့ဒီကတော့ဒီချန်နယ်မှာနေကြတယ်ဒါရဲမှာစပေါ်တယ်ဆိုင်ကဆိုကြတယ်မှန်လို့မရဘူးဘာလို့လဲတဲ့ပြောတော့ဖြစ်တယ်ကျွန်တော်တို့အဲ့ဒီများနဲ့လုံးဝတယ်ကြားမှာဟောမှန်လို့ရတယ်အဲ့တော့အဲ့ဒါအရေးကြီးလို့လုံးလုံးလေးပါလာလို့လည်းပြောတော့တယ်ဒီလိုခေါ်ရအားကြီးတယ်ဒါကမှဆွေးပြီးရ frustration အဲ့ဒါလိုက်တာပါလေဘယ်လိုဆိုတော့မှစိတ်ဝင်တာအဲ့တော့ကြည့်ပါရေးတကယ်လည်းခေါ်တယ်ပါကြည့်လက်တွေလည်းညို့မတူရဲ့ချက်စရာလေးတော့ပဲပြောတယ်ဖေးရတယ်ကြည့်လိုက်တော့ဒါဆုံးတယ်ဆော့တယ်အော်ဘာလို့လဲနည်းနည်းဒါကိုချက်တယ်နော်ဒါကလာလေစီတယ်ဒါဒီကတရားလေးကိုပြောတာတော့ဒီကဘယ်လိုလဲစိတ်ပတ်တငယ်နေတယ်ပီတိဖြစ်တာပေါ့ပါပဲပြောမင်းကြီးကြောက်ချင်တယ်ကဲတော့သူ့ကြည့်ရင်မြန်လာတယ်ဒီလောက်ပဲချိန်ပြီးနေတယ်တကယ်ချစ်ခင်အဲ့ဒါဒီဒီဖြစ်နေတာခုနကကြောက်လဲတောက်ပါဆိုကြောက်လဲတောက်ပါအဲ့တော့ဒါကလည်းနေတော့ပြောလေးပေါ်လာတော့ဒီဒါကတော့ဒီနေ့ပြန်နေတယ်ချက်နော်တရားရတယ်တရားရတယ်ထပ်ပြီးနော်ဟုတ်ကဲ့ဆရာတို့ပြန်ရရတော့